ဒီကစားသမားတမျိုးကဘောလုံးကိုရည်ရွယ်ချက်ရှိရှိမထိပဲလိုင်းပေါင်းအပြင်ထွက်သွားစေပြီးထိုးရင်ပြန်ဆော့ရန်ခြံထားတဲ့အခါမှာဖြစ်လာမယ့်အရာကိုဘယ်သူမှမျှော်လင့်ထားပါဘူးသူကလက်လက်ဘောလုံးကိုယူပြီးကစားပွဲကိုပြန်ဆော့တင်ဖို့အေးအေးဆေးဆေးနီးကပ်နေလာချိန်မှာပဲလုံးဝမနားလည်နိုင်တဲ့အခြေအနေတစ်ခုဖြစ်ပေါ်လာပါတယ်ဘောလုံးကိုထိလိုက်တဲ့အချိန်မှာအကူအညီပေးတဲ့ဒိုင်လူကြီးကတစ်ချိန်တည်းမှာပဲသူ့ရဲ့အလံကိုမြှောက်လိုက်ပြီးအဓိကဒိုင်လူကြီးကလည်းချက်ချင်းပဲပန်နယ်တီကိုခေါ်ဆိုလိုက်ပါတယ်အားကစားကွင်းတစ်ခုလုံးကအံ့အားသွင်းသွားပြီးအရန်ရိုးရှင်းတဲ့လှုပ်ရှားမှုတစ်ခုကဘယ်လိုကြောင့်ဒီလောက်ကြီးမားတဲ့ဖြစ်တံကိုခံရတာလဲဆိုတာမနားလည်နိုင်ကြပါဘူးပိုပြီးထူးဆန်းတာကတော့ဗီဒီယိုရုပ်ရှင်တွေကအရန်ရှင်းလင်းနေပါတယ်ဘောလုံးကလုံးဝလိုင်းပေါင်းအပြင်မှာရှိနေပါတယ်မသေးချာစရာတော့မရှိပါဘူးကစားသမားတယောက်မှမကန့်ကွက်ကြဘူးအားလုံးကအတူတူပဲမြင်ထားကြတာကြောင့်ပါဒါပေမဲ့လည်းအများစုအံ့အားသွင်းနေကြတော့လေဒိုင်လူကြီးကသူ့ဆုံးဖြတ်ချက်ကိုမပြောင်းလဲပဲတင်းတင်းကြပ်ကြပ်ဆက်လက်ထိန်းသိမ်းထားပါတယ်အခြေအနေကပိုပြီးလျှို့ဝှက်စမ်းကြယ်လာတာကတော့ဒိုင်လူကြီးနှစ်ဦးစလုံးကပြန်လည်ကြည့်ရှုခြင်းကိုလုံးဝငင်းဆန်လိုက်တာပါ slow motion မကြည့်ဘူး VAR မထုံးဘူးတယောက်နဲ့တယောက်မတိုင်ပင်ကြဘူးကစားသမားတွေနဲ့နီးပြတွေကိုလည်းဘာမှရှင်းပြထားမှာပါဘူးဆုံးဖြတ်ချက်ကဘာမှမပြောင်းလဲပဲဆက်လက်ကြည့်ရှိနေပြီးအလွန်မနားလည်နိုင်တဲ့အခြေအနေတစ်ခုဖြစ်နေပါလေပရိသတ်တွေကစိတ်ဆိုးကြကစားသမားတွေကကန့်ကွက်ကြမှတ်ချက်ပေးသူတွေကလည်းထိန်းချုပ်မရတော့အောင်ဖြစ်နေကြပေမဲ့ဘာမှမပြောင်းလဲပါဘူးနောက်ဆုံးမှာတော့ penalty ကိုချမှတ်ပေးလိုက်ပြီးဒီဆုံးဖြတ်ချက်ကခိတဲ့ဘောလုံးသမိုင်းမှာအလွန်လျှို့ဝှက်စမ်းကြယ်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်မှတ်တမ်းတင်ခံရမှာဖြစ်ပါတယ်ပုံမှန်လိုသာထင်ရတဲ့လှုပ်ရှားမှုတစ်ခုကအကျိုးကြီးမားတဲ့ဒိုင်လူကြီးဆုံးဖြတ်ချက်တစ်ခုဖြစ်ပြောင်းလဲသွားပြီးကစားသမားများပရိသတ်များနဲ့ကြည့်ရှုအားလုံးကိုလုံးဝစိတ်ရှုပ်ငွေမှုထဲမှာခြံထားခဲ့ပါတယ်